ဗမာလေးစိတ်ဓာတ်ကမဟုတ်တဲ့နေရာတွေသွားပြီးတောနေတကယ်နေရာတွေကျတော့အသုံးမချဗမာပြည်လွတ်လပ်ရေးရအောင်လို့အမျိုးမဲ့အသုံးမချခြင်းမူဗမာပြည်ကျန်တဲ့ထူထောင်ရေးလုပ်တဲ့နေရာမျိုးမဲ့အသုံးမချခြင်းမူဗမာချင်းချဖို့မလုပ်ချင်နဲ့အဲ့ဒါမျိုးတွေလုပ်ချင်တယ်ဒါမျိုးတွေလုပ်ချင်လို့ဘယ်တော့မှအကျိုးမရှိဒီတိုင်းပြည်ဘယ်တော့မှပြန်လည်မထူထောင်နိုင်ဘူးဒီတိုင်းပြည်ဘယ်တော့မှမလွတ်လပ်နိုင်ဘူးပြီးတော့ကျွန်တော်တို့အဲ့ဒီစိတ်ဓာတ်မျိုးလုံးဝကြောက်ပြစ်ဖို့လို့တဲ့တိုင်းရင်သားချင်းချင်းညီညွတ်ရေးတိုင်းလူပြည်သားလူတို့ညီညွတ်ရေးအဲ့ဒီညီညွတ်ရေးနှစ်ခုမရှိသမျှကလပ်ပတ်လို့ဘယ်တာပြီးတက်တဲ့ဘယ်ဆိုရလှုပ်လို့ဟာတဲ့တိုင်းပြည်ဖြစ်နေပါတော့ကျွန်တော်ပြောကြတယ်တကားရင်ရင်ပြောတယ်ဆိုတာကဒီတကားလက်ရင်ရင်ပြောမှလူတွေကမှတ်မိဟုတ်လားတကားရင်ရင်ဆိုရင်တော့အခုနယ်ကလေးကခင်ဗျားတို့ကိုခင်ဗျားတို့အကျင့်ဒိုးတယ်အကျင့်ထောင်းတယ်တောက်ကျင့်နေရှင်းကြဖို့လိုပြီဆိုတာကျွန်တော်ကလေးပြောခဲ့